ကိုပြားကြီးတို့နဲ့ကျူအားကုတ်အရှုပ်တော်ပုံနေပူကျဲကျဲအောက်ကဓာတ်ဆီဆိုင်ရှိစီတန်းစီနေသောဆိုင်ကယ်တန်းရှိကြီးကိုပြားကြီးရဲ့ဆိုင်ကယ်အိုကြီးကိုနေကြီးကတွန်းဟန်ကြီးကဘေးကနေရက်ခတ်ပေးရင်၃ယောက်သားချွေးတစ်လုံးလုံးနဲ့စီတန်းစီနေကြပါတယ်ကိုပြားကြီးမှဟေ့ရောင်ဟန်ကြီးမင်းကျူအားကုတ်ကိုဖုံးထဲမှာအသေးချာရှာထားဦးငါတို့အလှည့်ရောက်မှဟိုရှာဒီရှာလုံမနေနဲ့ဝန်ထမ်းတွေကဆဲနေအောင်မယ်ဟန်ကြီးမှဖုံးကိုပို့ရင်းစိတ်ချပါကိုပြားကြီးရာကျွန်တော်စက်ခွင်လျှော့ရိုက်ပြီးအသင့်ပြင်ထားတာဒီတခါတော့အမှားမရှိစေရဘူးနေကြီးမှမြန်မြန်လေးတော့လောက်ကြပါဦးပြနေကလည်းပူမန်ယူကလည်းဇရာအောက်ခြေရောက်ငါဘဝကအဲတန်ကျွန်းလမ်းဘေးမှာဖြောပြပွဲလုပ်နေရတယ်လို့ပဲပူလောင်လိုက်တာအတန်ကြာတော့သူတို့အလှည့်ရောက်လာပါတယ်ဝန်ထမ်းလေးကဆက်ကလေးကင်ပြီးအနားရောက်လာတဲ့ဝန်ထမ်းမကဲအကိုကျူအားကုတ်လေးပြပါဗျဟန်ကြီးကယုံကြည်မှုအပြည့်နဲ့သူ့ဖုန်းထဲကကျူအားကုတ်စောက်ခွင်လျှော့ကြီးကိုဝန်ထမ်းရှိထိုးပြလိုက်ပါတယ်ဝန်ထမ်းလေးကဆက်နဲ့တောက်ခနဲဖက်လိုက်တဲ့အချိန်မှာဆက်ကလေးကအေယာအဖစ်လစ်အဆိုပြီးအတန်ကျဲကြီးမြည်ပါလေရောအကိုဒါကစီထုတ်တဲ့ကျူအားကုတ်မဟုတ်ဘူးပြကိုပြကြီးမဟေးရောင်ဟန်ကြီးမင်းဘာရီလျှောက်လုပ်ထားပြန်ပြီလဲတေချာကြည့်ဦးဟန်ကြီးလဲဖုန်းကိုပြန်ကြည့်ပြီးမျက်လုံးပြူးသွားတယ်ဟာမှားသွားပြီဒါကမနေ့ကမြနှင်းစီဝယ်ခိုင်းတဲ့အမျိုးသမီးလစဉ်သုံးပစ္စည်းဝယ်တုံးကရတဲ့တစ္ဆကောင်းကျူအားကုတ်ကြီးပြကိုပြကြီးမတောက်မင်းကတော့လုတ်ပြီးနောက်တစ်ခုရှာစမ်းမြန်ဟန်ကြီးလဲချွေးရပြန်ပြီးနောက်ထပ်စခွင်ရှော့တစ်ခုကိုထပ်ပြပြန်တယ်ဝန်ထမ်းလေးကထပ်ဖက်ကြည့်တော့အကိုဒါကလည်းမဟုတ်ပြန်ဘူးဒါကထိုင်းချဲ 3D ကနန်းတိုက်တဲ့ကျူအားကုတ်ကြီးပြဆက်ဘေးကတန်းစီနေတဲ့လူတွေကလည်းအော်ဟစ်ပြီးဝိုင်းဆဲနေကြပါပြီကိုပြားကြီးကတော့ရှက်လွန်းလို့မျက်နှာကြီးနီမြန်းနေပြီးဟန်ကြီးလက်ထဲကဖုံးကိုဆွဲလူပြီးကြည့်လိုက်တော့မှဟန်ကြီးကကျူအားကုတ်ရှာမတွေ့တာမဟုတ်ပါဘူးစီထုတ်ရမယ့်ကျူအားကုတ်ကိုမူးပြီးရှာနေတာအပတ်မလဲဘူးဖြစ်နေတာနေကြီးမှဟာဟန်ကြီးရမင်းကလည်းမူးတာပေါ့ကွာအခုတော့ငါဘဝကအဲတန်ကျွန်းတချင်းမဆိုနိုင်တော့ပဲစီမပါတဲ့ဆိုင်ကယ်တွန်းရမယ့်ဘဝရောက်ပြီနောက်ဆုံးတော့ကိုပြားကြီးရဲ့လင်းမြတ်လာတဲ့လက်စွမ်းနဲ့ကျူအားကုတ်ကိုအမှန်ရှာပေးလိုက်လို့စီလေး9000ဘူးရသွားရှာပါတယ်ဒါပေမဲ့စီဆိုင်ကထွက်မှာတော့ကိုပြားကြီးဆိုင်ကယ်ကိုမန်ပါနဲ့ကင်းနေပြီးနိုးတဲ့ဆိုင်ကယ်ကမနိုးဘူးနောက်ကနေစီထည့်ပြီးတဲ့ဆိုင်ကယ်တွေကလည်းလမ်းပိတ်လို့ဟွန်းတွေတီးဆူညံပူညံကိုပြားကြီးမှဆိုင်ကယ်လေးကူတွန်းပေးဦးဟာဆက်ကနူးမရတော့ပြန်ဘူးဟန်ကြီးနဲ့နေကြီးမှလည်းဆိုင်ကယ်ကူတွန်းပေးကြရင်ချွေးတစ်လုံးလုံးနဲ့နဲအားဆိုင်တွင်ဟာနေကြီးရမောပန်းတန်ကြီးဖြင့်ဟန်ကြီးမှဆိုင်ကယ်အိုကြီးကိုတွန်းရင်ပြောရှေ့နာအပင်ရိပ်အောက်ခဏနာရအောင်မောတာကွာကိုပြားကြီးမှရှေ့နာဆိုစီပြန်ဝဲတဲ့ဆိုင်နာရောက်ခါနီးပါပြီအားစိုက်ထားကြစမ်းပါအမညနေကြရွှေစွန်းထိုင်နိုင်မှာကဲခတ်